20လူငယ်တယောက်အနေနဲ့ဒီ live အဆက်5ခုကိုတည်ထားရင်ဘဝမှာအောင်မြင်နိုင်မယ်ပထမဆုံးအနေနဲ့ကကြတော့ဘဝမှာ survive ဖြစ်ဖို့အတွက်ကိုပတ်စံရှာနိုင်တဲ့ skill ရှိမှရမယ်အဲ့အတွက်ကြောင့်မလို့ AI နေ sales တွေ marketing တွေ content creation ပိုင်းတွေဒီလိုမျိုး skills တွေကတစ်ခုကိုပတ်စံရှာနိုင်တဲ့အထီကိုလေ့လာထားဖို့လိုတယ်ဒုတိယအနေနဲ့ကကြတော့အဲ့လိုပတ်စံရှာနိုင်ဖို့အတွက်ကိုကိုကကျန်းမာရေးကောင်းမှုလိုအပ်တယ်အဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အပြင် physical body ပိုင်းရော mental ပိုင်းရောကိုဂရုစိုက်မှရမယ် third အနေနဲ့ကကြတော့ကိုယ့်ရဲ့ circle ထဲမှာကို inspire ယူလို့ရတဲ့ပုံကိုယ်တွေဒါမှမဟုတ်ရင်ကိုယ်အကြံဉာဏ်ကောင်းနေပေးနိုင်တဲ့လူတွေဒီလိုမျိုးလူတွေကကိုယ့်ရဲ့ circle ထဲမှာရှိနေဖို့လိုအပ်တယ်နောက်တစ်ချက်ကကြတော့အခုလို social media ခေတ်ကြီးတွေမှာလူတိုင်း personal branding တည်ဆောက်နေကြတယ်အဲ့အတွက်ကြောင့်မလို့ကိုက video တွေရိုက်မတင်ချင်ဘူးဆိုရင်တော့မှကိုယ့်ရဲ့ personal account မှာကိုဘာလုပ်နေတယ်ဘာတွေလေ့လာနေတယ်ဘာတွေပြီးမြောက်သွားပြီလဲဆိုတာကိုချပြရမယ်တစ်ခါတလေကျရင်အဲ့လိုအရာတွေကနေပြီးတော့ opportunity တွေရလာနိုင်တယ်နောက်ဆုံးအရေးကြီးဆုံးအချက်ကကြတော့လဲကြရင်ပြန်ထနိုင်တဲ့mindset ပဲဘာလို့လဲဆိုတော့လူငယ်တော်တော်များများတခုခုကိုစလုပ်ပြီးဆိုရင်အမှားနဲ့ကြုံရမှာဓမ္မတာပဲအဲ့အတွက်ကြောင့်မို့လို့အမှားကနေပြီးတော့ဘာတွေရလိုက်လဲဆိုတဲ့ lesson ကိုသင်ယူပြီးတော့ပြန်ထနိုင်တဲ့ mindset ရှိမှရမယ်မဟုတ်ဘဲနဲ့အမှားထဲမှာပဲနစ်မျောပြီးတော့နေမယ်ဆိုရင်ဘာမှမလုပ်ရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့အတွက်ကြောင့်မို့လို့ဒီ mindset ကလည်းတကယ်ကိုအရေးကြီးတယ်အဲ့တော့လူငယ်တယောက်အနေနဲ့ဒီ life asset 5ခုကိုသာဘေးလုပ်ထားမယ်ဆိုရင်တခြားလူတွေထပ်ပို့ပြီးတော့ option ပိုရလာလိမ့်မယ် opportunity တွေပိုများလာနိုင်တယ်။ခုကြည့်နေတဲ့လူငယ်တွေအတွက်ကောဒီ live asset 5ခုတွေကဘယ်တစ်ခုကကိုယ့်အတွက်ပို့ပြီးတော့အရေးကြီးဆုံးလဲဆိုတာကို comment မှာမှတ်ခဲ့ပေးပါ